မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညတဲ့တင်ဆက်မှုစီစဉ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်တင်တွေကတော့ဘာပါထက်တန်းကျောင်းမှာကျောင်းသားများစာတင်ခန်းမလုံလောက်မှုကြောင့်ခက်ခဲနေတဲ့တင်နဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့တင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မအခုမှကြဆင်ပါရှင်ဗမော်မြို့နယ်ဘာပါထက်တောင်းကျောင်းမှာကျောင်းသားဦးရေများလာတဲ့အတွက်လက်ရှိစာတင်နေတဲ့စာတင်ခန်းတွေလုံလောက်မှုမရှိတော့တဲ့အတွက်ခက်ခဲနေကြောင်း၎င်းကျောင်းကတာဝန်ရှိကျောင်းဆရာဆရာမများကပြောပါတယ်။ကျောင်းသားများတစ်နှစ်ထက်တစ်နှစ်ပုံမများလာတဲ့အတွက်ကျောင်းဆရာများနားနေဆောင်တော့မရှိတော့တဲ့အထိဖြစ်လာပြီးပြီးခဲ့တဲ့ပညာသင်နှစ်မှာတော့ကျောင်းခန်း16ခန်းပါတဲ့ကျောင်းဆောင်တင်နဲ့ကျောင်းခန်းတွင်သုံးပစ္စည်းတစ်တွေကိုဖြည့်ဆည်းနိုင်ခဲ့ပေမဲ့ကျောင်းဆောင်တစ်ဖွင့်ပွဲမလုပ်နိုင်သေးတဲ့အတွက်ကြောင့်ကျောင်းဆောင်တင်နဲ့ကျောင်းသုံးပစ္စည်းများကိုသုံးဖို့အတွက်အခွင့်အရေးမရှိသေးတဲ့အတွက်ကြောင့်ခက်ခဲနေကြောင်းကိုကျောင်းဆရာမကြီးထံမှသင်သိရှိရပါတယ်။ဘာပါထက်တန်းကျောင်းကိုအလေတန်းကျောင်းမှပြီးခဲ့တဲ့2015-2016ခုနှစ်မှာအထက်တန်းကျောင်းအဖြစ်အဆင့်မြင့်တင်ဖွင့်လှစ်ထားတာဖြစ်ပြီးတိဆောက်ထားတဲ့ကျောင်းဆောင်တစ်ကိုကျောင်းဆောက်လုပ်ရေးကော်မတီမှအထက်ကိုစာရေးပြီးကျောင်းဆောင်တစ်ဖွင့်ပွဲကိုခန်းခန်းနာနာလုပ်ချင်ပေမဲ့အရင်နှစ်ကဆောက်လုပ်ပြီးသားကျောင်းဆောင်တစ်ကိုအခြေအနေမျိုးမျိုးကြောင့်ယခုချိန်ထိမပြုတ်လုပ်သေးနိုင်ကြောင်းလည်းသိရပါတယ်။လက်ရှိမှာတော့ကျောင်းဆောင်အဟောင်းမှာပဲကျောင်းသားကျောင်းသူများကိုပညာဆက်တင်နေပြီးကျောင်းသားများကျောင်းဆရာမများနဲ့ကျောင်းသားမိဘတွေကလည်းဆောက်လုပ်ပြီးစီးထားပြီးဖြစ်တဲ့ကျောင်းဆောင်တစ်မှာပညာသင်ကြားနိုင်ဖို့မျော်လင့်လက်ရှိနေကြောင်းကိုလည်းသိရှိရပါတယ်ရှင်။နမတီလမ်ဘရိုယန်ကျေးရွာရှိအမျိုးသမီးများအများစုမကြာခဏရောင်းစားခံရတာတွေမဖြစ်အောင်အမြင်ဖွင့်ဟောပြောပွဲများများပြုလုပ်တင်ကြောင်းဒေသခံများပြောကြားချက်အရသိရပါတယ်။အခုလိုမျိုးလူကုန်ကူးမှုများလာတာဟာအိမ်သွင်းငွေကြေးခက်ခဲကြောင်းငွေကြေးရှာဖွေတာကိုအခွင့်ကောင်းယူပြီးရောင်းစားခံရယုံတာမကတခြားအကြောင်းမျိုးမျိုးနဲ့လည်းလိမ်ညာရောင်းစားခံရတာတွေရှိတယ်လို့ဒေသခံမျိုးသမီးတို့ကပြောပါတယ်။ KWU Codeအဖွဲ့အစည်းများကလူကုန်ကူးမှုတွေမဖြစ်ပွားအောင်အမြင်ဖွင့်ပညာပေးတာတွေရှိပေမဲ့လည်းအများစုကဘလို့အခြေအနေတွေကလူကုန်ကူးမှုဖြစ်မြောက်တယ်ဆိုတာကိုတော့မသိသေးတဲ့သူတွေများနေသေးကြောင်းကိုလည်းပြောပါတယ်။လမ်ဘရိုယန်ကျေးရွာမှာအိမ်ထောင်တဲနှင့်လူငယ်တွေရောင်းစားခံရတာညော့နေလာစေရန်အတွက်အမြင်ဖွင့်ပညာပေးတာတွေပြုလုပ်ပေးရအရေးတကြီးလိုအပ်နေသေးတယ်လို့လည်းအမျိုးသမီးကော်မတီများပြောကြားချက်အရသိရှိရပါတယ်ရှင်။တနိုင်းဘုံတော်ကြီးတပိုင်ဖွံ့ဖြိုးရေးအဖွဲ့ PDRT မှဦးဆောင်ပြီးတနိုင်းဒေသရှိစစ်ဆောင်ပြည်သူတွေကိုလူမှုဖိုလုံရေးစီမံကိန်းအနေနဲ့စိုက်ပျိုးရေးဆိုင်ရာတင်ဒဏ်ပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါတင်ဒဏ်မှာစိုက်ပျိုးရေးပိုင်းဆိုင်ရာကျွမ်းကျင်ဆရာများမှဟင်းသီးဟင်းရွက်စိုက်ပျိုးရေးစနစ်မှန်စွာစိုက်ပျိုးနိုင်ရန်တဘာဝမြေဩဇာကိုတီးကအသုံးပြုပြီးစိုက်ပျိုးတဲ့စနစ်တပ်မြေဩဇာပိုးသက်ဆေးတွေကြောင့်ဘလို့ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အကြောင်းတွေကိုတင်ကြားပေးတာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံရေးကပ်ရောဂါတွေကြောင့်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့စစ်ရှောင်ပြည်သူတွေနဲ့ဒေသခံပြည်သူတွေရဲ့အစားအသောက်ဖူလုံရေးစီမံကိန်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုမြင့်တင်ပေးတဲ့အနေနဲ့တင်ကြားပေးတာဖြစ်ကြောင်းတနိုင်းဒေတာစစ်ဆောင်တာဝန်ရှိဆရာဂျော့ဆက်ဖောင်နော်တော်မှပြောပါတယ်။စစ်ဆောင်ပြည်သူတွေနဲ့ဒေသခံပြည်သူတွေကိုမျိုးစစ်တွေကိုလည်းဝေပေးတာတွေပြုလုပ်ပြီးဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုတ်ကင်တူတွေကိုလည်းမျိုးစစ်ဝေယူနိုင်ဖို့အရင်နီးကြိုတင်ထုတ်ပေးတာတွေလည်းရှိကြောင်းလည်းသိရှိရပါတယ်ရှင်။အမတိုင်းသားပါတာဖြစ်တဲ့ဒီစမှုစစ်စင်ကိုကြည့်ရှုနာစင်တူပရိသတ်ပေါင်းကိုစိတ်နှဖျားရှလန်ချမ်းမြေကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်